မလေးအပြင်မှာအေးလိုက်တာကိုတင်မောင်ရေဟုတ်ပါနှင်းနေကြနေတာလှလိုက်တာမိမရေတင်မောင်ဒီနေ့ဘာဟင်းစားကြင်လဲမိမကြိုက်တာချက်ပါစက်သားပဲကြော်စားမယ်နော်အေးမိမရန်မျိုးစိဝယ်ရအောင်မယ်တတိပေးဦးနော်မိမဟုတ်ကဲ့ကိုတင်မောင်ဒါကိုတင်မောင်သူ့စီကအလေးပြည့်တယ်မလေးရေစက်သားစိတ်သားလောက်ပေးပါဦးအေးအဲ့ဒါလေးထက်ကိုတင်မောင်ပြည့်မျိုးစိဝယ်မလို့ဆိုဒီမှာစီရနော်အမအရင်ကောင်းမယ်ဟုတ်ကဲ့ညီမလေးရေယူမယ်နော်ဝေးနေရပဲစက်သားကြော်လေးရပြီးလို့ရှိရင်ကိုတင်မောင်ကိုခေါ်ပြီးစားတော့မယ်ဗိုက်စားတယ်ဖရဲသီးကဈေးကောင်းနေဗျဒီနှစ်အဲ့တော့ဖရဲသီးလေးလေးတွဲဆိုင်မယ်ဗျမြေပူလေးရှိတာဟုတ်ပါမျိုးစိကြီးကပြူးနေရပဲရှယ်ပဲအသီးကောင်းကောင်းထွက်ပါစေဗျကိုတင်မောင်ရေသမင်းစားရအောင်လေအေးဒါပြီမိမရေမိမဒါမနက်ကဝယ်လာတဲ့ချက်သားလားဟုတ်ကိုတင်မောင်အကုန်လုံးပဲတစ်ခါလေးကြော်လိုက်တော့တယ်ဖရဲသီးပေါ်ရင်တော့ငါမိမလိုချင်တာဝယ်ပေးပါမယ်ကွာတကယ်ပြောရနော်ကိုတင်မောင်သမားရေကျမလာပြီနော်ဟောမက်စပဲပါလားလာလေးညီမကျမစကားပလင်မခံတော့ပါဘူးအကိုနဲ့အမကိုကျမသားလေးလာပေးတာပါအဲ့ဒါအကိုနဲ့မှလက်ခံပေးမှလားယင်ကိုမဘူးဆုံးတော့ကလေးကညီမအစင်မပြေတာကြားပါတယ်ဒါပေမဲ့ညီမသိချလို့လားအားလေးကိုတနာပါအောင်ညီမရဲ့သိကြပါတယ်ကျမဆုံးဖြတ်ပြီးပါပြီပြီးမှပြန်လာခေါ်လို့မရဘူးနော်ဟုတ်ကဲ့ပါအကိုနဲ့မှလက်ထဲမှာဆိုရင်ကျမသားလေးဘဝတာယာဖြောင်ပြူးမှာမို့ပါလက်ခံလိုက်ပါကိုတင်မောင်ရဲ့ဒါဖျားပေးတဲ့စုပဲဟာအဲ့ဒါဆိုကျမထားခဲ့ပြရစေသားလေးကိုနော်အေးအေးစိတ်ချပါညီမရဲ့တသားရေမမေသွားပြီလေးလေးမမနေခဲ့နော်မမေနေပါသားလေးမမေနေအေးတသားဖဖေလို့ရှိရနော်ရန်စားပြီးတော့မမေနဲ့ဖဖေကတားရင်မိပါပဲနော်ဒါလေးဘာမှအားမငယ်နဲ့အခုမမေเจ้าလိုက်ပို့မယ်เจ้าလည်းအပ်ပြီးသွားရင်နော်မမေနဲ့ဖဖေကတားလေးကိုတက်မိုးထားပြီးတစ်သက်လုံးချစ်သွားမှာနော်ဒါလေးသမီးကောင်အောင်စားရမယ်နော်မမေချက်သားကြော်ရဲကစင်းရဲ့ကြော်ရဲထည့်ပေးထားတယ်နော်ဒါလေးကြည့်ပါမမေမြအေးဒါလေးနင်းလေးမမနေနော်တက်တာနော်ဒါဒီမောင်ရေးသားလေးကเจ้าမှာပြောနေပြီတော့ဒီပါမိမရေနောက်တော့မှမင်းစိတ်ဆင်းရဲရမှာပဲငါစိုးရိမ်တာဟိုဘာလို့စိတ်ဆင်းရဲရမှာလဲကျမတို့ဘဝကြီးကအခုပြေဆုံးသွားပြီလေရေးရသည်စိတ်မုံကကုန်သွားသေးတယ်အောက်မှာမနေ့ကပတ်စံတတောင်ထိုးထားတာဘယ်ရောက်သွားပါလဲမင်းမရေတားစီလာပါဒါလေးဘာဖြစ်လို့လဲကျမတင်ချင်အများကြီးတက်ခိုင်းလိုက်လို့မမေမြကိုတက်ပေးအောင်နော်အေးဒါပေမဲ့အမေနဲ့နောက်ဖေးကိုခဏလိုက်ခဲ့နော်ဒါမင်းတသားတို့ဘာလုပ်ကြမလို့လဲမင်းနဲ့တသားမြေပဲစိုက်ကြမယ်လေမြေပဲပြန်ဘာလုပ်ဖို့လဲမမေအားလို့ရတယ်လေဒါလေးရဲ့ဒါရော့ဒီမြေပဲလေးကသားလေးစိုက်နော်ဟုတ်ကဲ့မမေဒါပေမဲ့မမေဒါသားပင်နော်သားဆိုင်လို့လေဒါပေါ့ဒါရဲ့ကိုလုံးမကိုရတာလေသူများအလုံးရင်သူများပဲရမှာပေါ့ဒါရဲ့တတသဘောပေါက်ပါပြီမမေရေတတပြီးရောမေနှစ်ပုတ်ပဲကျန်တော့လေတော်လိုက်တာမမေသားလေးကအာပွားမိမရေမနေ့ဆော့ဆော့သွားကြမလားတို့ဈေးအောင်လေမသွားခုတင်မောင်ကလေးချောက်ဖို့ပြီးမှသွားကြမယ်နော်ဟိုးရှိတုန်းကကျမကြီးနဲ့ကြက်ကလေးရှိတယ်တဲ့ဒီနေ့ကျတော့ကြက်တသားလေးကကြက်မမေကြီးကိုပြောတယ်တဲ့မမေတတခဲကိုတငယ်ချင်းကယူသွားလို့အားပြန်ပေးလို့ပြောတာမယူလို့နိုင်နဲ့မမေဒီပါမမေပြန်ဝင်ပေးမယ်ဒါလေးမှတ်ထားနော်ကိုမကြိုက်တာအောင်သူများတွေကိုလည်းမလုပ်ရအောင်နော်ဒါလေးမမေဒါလေးမြင်မြင်စားသားသမီးစားပြီးမှအမေကြီးကဈေးရောက်သွားရမှာဟုတ်ကဲ့ပါမမေကဲလာမမေခွတ်မယ်နော်ဒါလေးဟာဒီမောင်ရေဒါနဲ့ဇပွဲခင်းအောက်ကပတ်စံတထောင်ရှင်တွေးမိသေးလားမတွေးဘူးမိမဘာဖြစ်လို့လဲဟောဒါဆိုကျမထားမတာနေမှာပါရဲဒီလလဆက်ဆက်လေးတွေရမယ်နော်အရန်ချိုတယ်စားကြည့်လို့ရတယ်နော်ဟုတ်ပါတယ်ပြို့တသားဒီနေ့ကျောင်းမှာစားရရလားဟုတ်ရတယ်မမေနေပြပြပြရခဲ့လိုက်ဖို့နော်အေးဒါမမေခုနမှတွေ့ရပြရဒီအကြီးကိုတတစားလို့ရလားအဲ့ဒါဘောသားရဲ့ဖေဖေကိုခွဲခိုင်းမယ်နော်ခဏစောင့်ဖေဖေလက်ပြအောင်မယ်နော်တတိထောင်အေးပါသားရဲ့မလီသူ့ဖေကိုဖြစ်သေးနေရတော့ကြည့်ပါဦးမလီချိုးနာပဲတော့ကောင်းပါသားလေးဆရာမမမေ
ဖျဲသီးတွေမနေ့ကကိုဒီနားမှာတေချာမှတ်ခဲ့တာပါအခုမရှိတော့ဘူးမိမချင်း ဟုတ်တယ်နော်အခုလို့ရတဲ့အရွယ်တွေလေဒီနေ့ဖေဖေရောမမေရောတားကိုလာကြွယ်ပျော်လိုက်တာမလေးစကတ်တယ်လေးချစ်တာတော့ မရေဖျဲသီးတွေရောပတ်စံတွေရောပျောက်တာထူးဆန်းတယ်နော် တဲ့ကိုတင်မောင်အရင်တော့ကဒီလိုမျိုးမဖြစ်ဘူးဒီကိစ္စတတတည့်ရဖေဖေနဲ့မမေ ဒါပါပြောလိုက်တာလေတကယ်ပြောရလားတာ အဲ့ဒါကိုလုံးတတမမေယူလား မေလဲတာ မမေမဆက်တယ်လေ ဟုတ်လို့လားတာရေမဟုတ်တာတွေမပြောရအောင်နော် ဒီလေတာမမေကတားကိုတတိယလို့ဆိုညာဘက်လာလာတွေ့မယုံဖေဖေနဲ့မမေစောင့်ကြည့်ဒါလေးရေတေချာလို့လားဂယုဆိုင်သွားနော် မမေဒီမှာမမေမေတာလေးတော့လိုက်တာကွယ် မမေပြေးပြီးမယူတော့လို့တားကိုကတိပေးထားရလေ ဒီကနောက်ဆုံးပါပဲတားရဲ့အမေတော့မလုပ်တော့ဘူးနော် တင်မောင်ရေဘယ်လိုလုပ်ကြမလို့တကယ်မက်စပဲကြီးပဲ အေးမိမရေငါလည်းမပြောတတ်တော့ဘူးကွာ မေမကောင်းတာကြီးထပ်လုပ်နေမယ်ဆိုရင်တတမမေကိုမချစ်တော့ဘူးနော် ဒီပါတားရဲ့အခုရောက်လိုက်စားနေမလို့ပါကွယ်နော် မက်စပဲကိုတော်တော်စိတ်ပြက်မိရေကွယ်ဘာဖြစ်လို့အခုလိုတွေလောက်ရတာလဲမက်စပဲ တဲ့အဲ့လိုတော့မလုပ်သင့်ဘူးနော်မက်စပဲ ငါလေးစိတ်တရားရမှာဆိုလို့အများကြီးမပြောချင်တော့ဘူးမက်စပဲနောက်ဒီကိုမလာပါနဲ့နော် ကျမတောင်းမှပါလေကိုတင်မောင်ရဲ့နောက်အလိုမလုပ်တော့ပါဘူးနော်ဒါပေမဲ့ကျမသားလေးကိုကျမနဲ့အတူခေါ်သွားခွင့်ပြုပါနော်စကလေးကကိုတင်မောင်တို့ကိုအပြီးပေးဖို့ရည်ရွယ်ချက်မရှိပါဘူးမအောင်ပြန်ပေးပါနော် ဒီဘာဖြစ်လို့အခုလိုလုပ်ခဲ့တာလဲ မှန်တိုင်းပြောရရင်တားဖို့အကြောင်းပြပြီးကိုတင်မောင်တို့စီကပစ္စည်းတွေရသလောက်ယူဖို့ပါဖြစ်သွားရင်လည်းတားကိုလွမ်းလို့လာတွေ့တာပေါ့ မမေကိုဘဝမှာဘယ်လိုနေဖို့ဆိုတာဆောင်းမပေးမဲ့သူမရှိလို့အခုလိုဖြစ်နေရပါသိစားရမယ့်ဘဝမှာမမေနဲ့တင်ပေးထားတဲ့အသိဉာဏ်တွေကိုတားမမေကိုတင်ပေးရင်သူနဲ့တူနေခွင့်ပြုပါနော်ဖေဖေနဲ့မမေတားကိုခွင့်လို့ပါနော်အေးပါသားလေးရဲ့မမေတားကိုကတိပေးမှလားမကောင်းတာတွေမလုပ်တော့ပါဘူးလို့ကတိမပေးရင်တားမမေနဲ့မလိုက်တော့ဘူး မေကလေးပေးပါရဲ့တားရဲ့ ကိုတင်မောင် ဒီပါမိမရေဒီနေ့ဒီလိုဖြစ်လာမယ်ဆိုတော့ငါကြိုသိနေခဲ့တယ်မင်းစိတ်ကိုဖြေပါကွာ ပြပါရဲ့ကိုတင်မောင်ရေကျမသားလေးလူတော်တို့ကောင်းဖြစ်ပြီးသူ့အမေကိုလည်းကောင်းတဲ့လမ်းကိုပြနိုင်ပါစေရှင် ဒီပါမိမရေ